ကော်တိုမွန်ကအစိမ်းလှလှလေးတွေကို try အောင်လုပ်ပြသွားမှာဖြစ်ပါတယ်။ဝတ်ထားလေးကလည်းကော်တိုမွန်ကပေါ့နော်။ကော်တိုမွန်ကမိကအရင်တုန်းကဆိုရင်လေ video လေးတင်ပြီးဝင်မှတ်မိလားမသိဘူး။အိမ်ဒီဇိုင်းလေးကအရင်ချစ်စရာကောင်းနေတယ်။အဲ့ဘုမပြောနဲ့အပြင်ထားတော့ထလာပေါ့ပါနေတဲ့တော့ဝေးလို့ရတယ်ကွယ်။ဒါလေးကလက်တူလေးလည်းဖြစ်တဲ့ဒီဇိုင်းလေးချစ်စရာကောင်းတော့နွေရာသီအတွက်လည်းပေါ့ပါဝေးလို့ရပါတယ်။အဲ့တော့နောက်ထပ်အိတ်လေးတွေကိုမိကတထဲချင်းစီ try ပြပေးမယ်နော်။ဒီအသားလေးကလေအီးဖတ်နေရပဲသူညာဘက်တွေပါစေအေးလူလူနဲ့အေးလို့အရန်ကောင်း။ဒီဇိုင်းတော်တော်များများလေးကလေအဲ့လိုလက်ပင်လေးမှာဆို perfect လေးပါကွယ်အတွန်းလေးနဲ့ပြီးရင်လေအဲ့လိုဘောင်းမီကလည်းအရှိပဲဆိုတော့ကိုကဘလို့ပဲအိတ်ဆောက်ထိုးပဲအိတ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အရန်လုံကြုံနေလေးကအသားလေးတော့တော်တော်လေးအေးတယ်နောက်ပြီးတော့ဒါလေးလည်းအသားအေးရသေးလားအယောင်လေးကတော့ခရမ်းရင်အောင်ပဲသွားတယ်အရန်ပေါ့ဘာဖြစ်တယ်ညိုင်းဝတ်စုံနဲ့အပြေးမဲ့ထွက်ချင်တယ်မကီအကြိုက်ဆုံးလေးပဲပေါ့နော်သူ strawberry ပုံစံလေးကိုမှသူလက်ပြက်လေးလုပ်ပေးထားတာအပြေးမှာအရန်ချစ်ဖို့ကောင်းအယောင်လေးကအစားနှုတ်ဖတ်နေတယ်လေဈေးနှုန်းလေးရတယ်18500ပဲရှိ Oh my god ပြီးတော့လေအဲ့လိုဘောင်းညှော့ကြိုးတွေပါရလူတင်းပြီးတော့လေအရာကြီးထင်ကြံခဲ့ရမျိုးမဟုတ်ဘူးသွားသူပလေးနဲ့တူပေးလို့အဆင်ပြေတယ်မျိုးလုံးလေးအေးတယ်ကွယ်ဟိုလေ comment တွေမှာတွေ့ရဲဒီဘဲတော့တမျိုးလုံးမျိုးပတ်နေရတော့ညိုင်းဝတ်စုံနဲ့မျိုးပတ်တာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေဆိုဒီလိုဒီဇိုင်းလေးရပို့ပြီးတော့ဆန်းနေလိုက်လေအရင်ချစ်စရာကောင်းပြီးတော့အသားလေးရလေအေးကလေးဆိုတာလေညအိတ်တော့မလှလှလေးဝ